အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Tokyo Mobile တန်ဆန်ပါဒီနေ့ကတော့ကျွန်တော် Apple ID ဖွင့်ဖို့ဖွင့်နေကိုအသေးစိတ်တစ်ချက်ချင်းရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ね Apple ID ကiPhone user တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ID အကောင့်ဖြစ်ပါတယ်ကျွန်တော်လိုအပ်တဲ့ software တွေ application အကုန်လုံးကိုဒီ Apple ID ကနေတစ်ဆင့်ကျွန်တော် App Store ကနေ download ဆွဲရတာဖြစ်တဲ့အတွက်ဖြစ်ပါတယ်ဟုတ်ပါပြီကျွန်တော်အနေနဲ့ Apple ID ဖွင့်မှာဆိုလို့ရှိရင်ကျွန်တော် email address တစ်ခုလိုပါတယ်email address ဆိုကျွန်တော် Gmail ကနေတစ်ဆင့်ကျွန်တော်ဖွင့်ဖို့ဖွင့်နေကိုအစင်းစင်ရှင်းပြပေးပါမယ်ဟုတ်ကဲ့ကျွန်တော် Gmail ဖွင့်ပေးလို့ရှိရင်ကျွန်တော် Apple ID ကိုဖွင့်မှာဖြစ်ပါတယ်။နောက်ပြီး iCloud ရဲ့အသုံးဝင်ပုံနဲ့ iCloud ရဲ့ password ကိုဘယ်လိုပြင်ရရဆိုတဲ့အချက်ကိုလည်းကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။ဟုတ်တစ်ချက်လိုက်ကြည့်ပေးပါနော်။ကျွန်တော် Gmail ဖွင့်နေရနေစပြီးတော့ပြောပြပေးပါမယ်။ဟုတ်ကဲ့အကောင့်ဖွင့်နေအမျိုးမျိုးရှိပါတယ်။အဲ့ထက်မှကျွန်တော်အလွယ်ဆုံးနည်းနဲ့အမြန်ဆုံးနည်းကိုကျွန်တော်ပြောပြပေးပါမယ်။အခုဖုန်းထဲကနေတစ်ဆင့်ဖွင့်နေကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့တစ်ချက်လိုက်ကြည့်ပေးပါနော်။ကျေးဇူးပါခင်ဗျ။ဟုတ်မိမိiPhone screen ဖွင့်လိုက်ပါဖွင့်ပြီးအထဲမှာ mail ဆိုတဲ့ app လေးရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ Google ကိုရွေးလိုက်ပါရွေးပြီး continue ကိုနှိပ်ပါနှိပ်ပြီးပေါ်လာလို့ရှိရင်ဘယ်အောက်တောင်မှာကျွန်တော်တို့ account create account ဆိုတာလေးရှိပါတယ်အဲ့လေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်နာမည်မေးပါလိမ့်မယ် first name last name ကိုဖြည့်ပါကျွန်တော် Tokyo နဲ့ mobile ကိုကျွန်တော်ဖြည့်လိုက်ပါမယ်ဖြည့်ပြီး next ကိုနှိပ်ပါနှိပ်ပါကျွန်တော်မွေးနေ့ထည့်ရပါမယ်မွေးနေ့ကိုဖြစ်နိုင်လို့ရှိရင်ကျွန်တော်ကိုယ်တိုင်မွေးနေ့လေးကိုထည့်ပါအကောင့်ပြန်ရှာလွယ်အောင်လို့ပါနေဆိုနေပါနေပြီးရင်ကျွန်တော်တို့သူက random နာမည်ကြလာပါတယ်ကျွန်တော်တို့ကိုပိုင်ဟိုကြိုက်တဲ့နာမည်ပေးပါမယ်အောက်ဆုံးကနံပါတ်3ခုမြောက်ကိုရွေးပြီးတော့ကိုလိုချင်တဲ့ @gmail.com ကိုရွေးပါကျွန်တော် Tokyo Mobile ခုံ88ခုံကျွန်တော်ရွေးလိုက်ပါမယ်နာမည်တူလို့ရှိရင်သူကနေပြီးတော့ရွေးလို့မရအောင်ပြောပါလိမ့်မယ်နာမည်တူမရှိလို့ရှိရင်တော့တန်းနေလို့ရပါတယ်နှိပ်လိုက်ပါနှိပ်ပြီးဒီမှာကျွန်တော် password ထည့်ပါမယ်ကိုယ့်ရဲ့ Gmail password ဖြစ်ပါတယ်ကြိုက်တဲ့ Gmail password ပေးလိုက်ပါဟုတ်ကျွန်တော် password ပေးပြီးရင်နေဆိုနေပါမယ်ဖုန်းနံပါတ်နဲ့ဘိုင်းလို့ရပါတယ်နောက်အကောင့်ပြောက်လို့ရှိရင်ပြန်ရှားလွယ်ပါတယ်ဖုန်းနံပါတ်နဲ့ဘိုင်းရလို့ရှိရင်ဟုတ်ကျွန်တော်တို့ဖုန်းနံပါတ်ကို Gmail မှာမထည့်သေးပါဘူးကျွန်တော် skip နှိပ်လိုက်ပါမယ် skip ကိုနှိပ်လိုက်ပါနှိပ်ပြီးကျွန်တော် Gmail ရပါပြီနှိပ်ဆိုထပ်နှိပ်လိုက်ပါပြီးတော့ user agreement ကျွန်တော် agree နှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ Gmail account ဖွင့်ပြီးသွားပြီဖြစ်ပါတယ်save နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာ Gmail ကမေးတဲ့က Gmail မှာကျွန်တော် save ပြီးသားဖြစ်သွားမှာပါဟုတ်ကျွန်တော် email ဝင်တိုင်းအထက်ကနေကြည့်နိုင်ပါတယ်နောက်ဆက်ပြီးကျွန်တော် iCloud account ဖွင့်နေပြောပြပါမယ်ဖုန်းထဲကနေပြီးတော့ setting နဲ့ဝင်လိုက်ပါဝင်ပြီးသွားလို့ရှိရင်ကျွန်တော်အနေနဲ့ sign in to your iPhone အပေါ်ဆုံးကကျွန်တော်တို့ iCloud နေရာဟာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဟုတ်နှိပ်ပြီးတော့ကျွန်တော် don't have an Apple ID ကိုနှိပ်လိုက်ပါနှိပ်ပြီးရင် create Apple ID ကိုကျွန်တော်နှိပ်လိုက်ပါနှိပ်မှကျွန်တော်နာမည်ထည့်ရပါမယ်ကျွန်တော်ဒီမှာ Tokyo နဲ့ mobile ကိုထည့်ပါမယ်Apple ID မှာမွေးနေ့ကိုဖြစ်နိုင်ရင်ကိုပိုင်မွေးနေ့ကိုထည့်ပါpassword တွေပိုင်းမေ့သွားလို့ရှိရင်ပြန်ယူရလွယ်ပါတယ်ကိုပိုင်မွေးနေ့ဖြစ်တဲ့အတွက်မေးရမလွယ်ပါဘူးကျွန်တော်ဒီမှာအဆင်ပြေထည့်လိုက်ပါမယ်ဟုတ်ထည့်ပြီးရင်တော့ next ကိုနှိပ်လိုက်ပါနေပြီးတော့ကျွန်တော် email address ကိုထည့်ရပါမယ်ကျွန်တော်တို့အရှိမဖွင့်ထားတဲ့ Gmail ကိုကျွန်တော်ထည့်လိုက်ပါမယ်ထည့်ပြီးအောက်မှာApple ကသတင်းတွေပါတယ်ပို့တာလက်ခံမလားဆိုတဲ့ဟာလေးကျွန်တော်ပိတ်လိုက်ပါမယ်message တွေပို့လို့ဘာမှမထူးအာရုံနောက်လို့ပါကျွန်တော်ပိတ်လိုက်ပါမယ်ပိတ်ပြီး next နှိပ်လိုက်ပါနေ့မှာကျွန်တော် password ထည့်ပါမယ်password ကသူကcapital letter တစ်လုံးနဲ့နံပါတ်ပါမှအဆင်ပြေမှာပါဥပမာအားဖြင့်ကျွန်တော်မိုးလို့ထည့်မယ်ဆိုလို့ရှိရင်မိုးနေရာမှာ M ကိုအကြီးထည့်ပြီးတော့အနောက်မှာ1နဲ့3လို့ထည့်ရင်ထည့်လို့ရပါတယ်အခုတော့ format ပုံစံနဲ့ပေးမှ password က approve ဖြစ်မှာဖြစ်ပါတယ်ဟုတ်ပြီးရင်ကျွန်တော် next နဲ့ရပါမယ် password ဖြည့်ပြီးသွားရင်နေ့ပြကျွန်တော်အနေနဲ့ဖုန်းနံပါတ်ကမရှိမဖြစ်လိုအပ်ပါတယ်ဂျပန်ဖုန်းနံပါတ်လိုအပ်ပါတယ်ဂျပန်ဖုန်းနံပါတ်မရှိလို့ရှိရင်ကျွန်တော်မြန်မာကိုရွေးလို့ရပါတယ်ဥပမာကျွန်တော်မြန်မာပြည်ယူရတဲ့ဖုန်းကတ်ကဒီမှာ message လက်ခံတာလုပ်လို့ရတာဖြစ်တဲ့အတွက်မြန်မာဖုန်းနံပါတ်နဲ့လည်းချိန်လို့ရပါတယ်မြန်မာလည်းပါပါတယ်
ကျွန်တော်ဂျပန်ဖုန်းနံပါတ်နဲ့ချိန်လိုက်ပါမယ်ကျွန်တော်ဂျပန်အောင်ပြန်ရွေးလိုက်ပါမယ်ဟုတ်ဂျပန်ရွေးပြီးတော့ကျွန်တော် text message ကိုရွေးထားလို့ရှိရင်ဖုန်းထဲကိုကုတ်ဝင်လာမှာပါကုတ်ဖြည့်ပြီးတော့မှကျွန်တော်တို့ဒီဖုန်းနံပါတ်ကကိုတကယ်လက်ကင်ရှိမရှိကိုတို့ကြည့်တာဖြစ်ပါတယ်ဖုန်း message အနေနဲ့ဝင်လာမှာပါဝင်လာတဲ့ကဏ္ဍတော့ auto ဖြည့်သွားပါပြီ auto မဖြည့်ရင်လည်း message တွေကြည့်ပြီးတော့ဝင်ဖြည့်လို့ရပါတယ်နောက်ပြီးကျွန်တော် agree ယူနေလိုက်ပါ agree နဲ့ပြီးသွားရင်ကျွန်တော် Apple ID တစ်ခုရသွားပြီဖြစ်ပါတယ်ဖုန်းနံပါတ်တောင်းတဲ့အကြောင်းရင်းအရင်တော့မလိုအပ်ပါဘူးနောက်ပိုင်းကApple ID တွေလိမ်ငန်းတွေများလာတော့ကျွန်တော်ဖုန်းနံပါတ်ကမဖြစ်မနေလိုအပ်လာတာဖြစ်ပါတယ်iCloud icon ကနေဝင်တာဖြစ်တဲ့အတွက်ကျွန်တော် iCloud ဘာတစ်ခါလဲ login လုပ်ပြီးတာဖြစ်သွားပါလိမ့်မယ်အခု account ကဟုတ်အကောင့်ရပါပါပြီအကောင့်မှာကျွန်တော် email address ကို verify လုပ်ရပါမယ်ဒီ email address ကကျွန်တော်ရဲ့တကယ် email address ဟုတ်မဟုတ်ကိုတို့ကသိချင်တာဖြစ်ပါတယ်အပေါ်ဆုံးက verify email address ကိုကျွန်တော်နှိပ်လိုက်ပါ verify email address ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ခုနကဖွင့်တဲ့ email address ထဲမှာကျွန်တော်ကုတ်ဝင်နေမှာပါသူကကုတ်ဝင်တဲ့အမျိုးအစားရှိတယ်လို့ကုတ်မဝင်ဘဲနဲ့ link ကိုနှိပ်ပြီးတော့ verify လုပ်ရတဲ့ပုံစံတစ်မျိုးရှိပါတယ် email နဲ့ဝင်လိုက်ပါအပေါ်ဆုံးကဝင်တဲ့ email နဲ့လိုက်ပါကျွန်တော်ဝင်လိုက်ပါဝင်ရရင်အောက်မှာ verify now ကိုနှိပ်လို့ရပါတယ်နှိပ်လိုက်ပါ verify လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ iCloud ရဲ့ function တွေအကုန်သုံးလို့ရပါပြီဖြစ်ပါတယ်ပြန်ထွက်လိုက်ပါထွက်ပြီးကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်ပါမယ် iCloud အကောင့်ရပါပြီကိုလှုပ်ထားတဲ့ password ကိုတော့မမေးဖို့လိုပါတယ် password မေးသွားခဲ့တည်ရှိတော့ဖုန်းနံပါတ်တော့မဟုတ်ခုန email address ကနေပြီးတော့ပြန်ယူလို့ရပါတယ်အခုကျွန်တော် App Store ကိုသွားလိုက်ပါသွားပြီးတော့ချင်းညာဘက်အပေါ်တော့ကလူပုံလေးဟာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့iCloud ကို login လုပ်ပါမယ်သူကတော့ကျွန်တော်တို့ရဲ့ email address နဲ့အောက်ကကျွန်တော်တို့ password ဖြစ်ပါတယ်ဟုတ်နှိပ်ပြီး sign in လုပ်လိုက်ပါ review နဲ့လိုက်ပါ review ကတော့ကျွန်တော်တို့အနေနဲ့သူကမိမိရဲ့နာမည်နဲ့လိပ်စာကိုသူကဖြည့်ခိုင်းတာဖြစ်ပါတယ်ကျွန်တော် Apple က Japan region ဖြစ်တဲ့အတွက်ကျွန်တော်တို့နာမည်ကတော့ကြိုက်တာဖြည့်လို့ရပါတယ် region ကတော့ကျွန်တော်တို့ Japan လိပ်စာဖြည့်မှရပါမယ်ကျွန်တော် Japan လိပ်စာကိုလည်းအလွယ်ဆုံးနဲ့အမြင်ဆုံးဖြည့်လို့ရအောင်ကျွန်တော်တစ်ခုပေးပါမယ်ပြောပြပေးပါမယ် user agreement လုပ်လိုက်ပါပြီးရင် next နှိပ်လိုက်ပါဟုတ်အောက်မှာနာမည်နှစ်ခုထည့်လိုက်ပါမထည့်လို့မရပါဘူးအောက်ရောက်သွားပါပြီအောက်ရောက်သွားကျွန်တော်အနေနဲ့တေချာအတိအကျဖြည့်ဖို့မလိုပါဘူးကျွန်တော်အနေနဲ့ပိုလွယ်အောင်အကုန်လုံးကိုကျွန်တော်ရှင်းကြည့်ခုဖြည့်လိုက်ပါမယ်မှတ်ရလဲလွယ်ပါတယ်ဖြည့်ရလဲလွယ်ပါတယ်သူကလိပ်စာကအဓိကနေရာမှာအရေးမပါတာဖြစ်တဲ့အတွက်နောက်ပြီးကျွန်တော် Tokyo ရွေးလိုက်ပါမယ်ရွေးပြီးရင် zip code ကျွန်တော်စာတိုက်နံပါတ်ဖြစ်ပါတယ်ကျွန်တော်ရှင်းကြည့်ခုကစာတိုက်နံပါတ်ထည့်လိုက်ပါမယ်မိမိဖြည့်ရတဲ့လိပ်စာနဲ့စာတိုက်အမှတ်မတူနဲ့သူကအောက်ကိုဆက်မရောက်ပါဘူးဟုတ်ဖုန်းနံပါတ်ကဖြည့်လိုက်ပါကြိုက်တဲ့နံပါတ်ဖြည့်လို့ရပါတယ်ဂျပန်ဖုန်းနံပါတ်ဖြည့်ရင်ရပါတယ်ကိုဝန်ဂျပန်နံပါတ်ရှိရင်ဂျပန်နံပါတ်ဖြည့်တာကောင်းပါတယ်ဒီနေရာမှာတော့ပြီးရင် next နှိပ်လိုက်ပါကျွန်တော် country region တော့ဂျပန်ဖြစ်ပါတယ်ဂျပန် Apple ID ပါဟုတ် continue နဲ့ပါဟုတ်ကျွန်တော်တို့အနေနဲ့ Apple ID အကောင့်ရပါပြီအခု Apple ID အကောင့်မှာကျွန်တော် reading gift card တွေပါတယ်ကကျွန်တော်တို့ convenience store မှာဝယ်ပြီးတော့ငွေဖြည့်ပြီးတော့ပတ်စံပေးရတဲ့ software တွေပါတယ်ကျွန်တော်ဝယ်လို့ရပါတယ်အခုပုံမှာပြတာအတိုင်းဖြစ်ပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်အခု
အခုဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဟို iPhone တစ်လုံးရှိုံနဲ့အလွယ်ကူဆုံးနဲ့အမြန်ဆုံး Apple ID နဲ့ Gmail ကိုဖွင့်မဖွင့်နည်းကိုကျွန်တော်ရှင်းပြပေးလိုက်ပြီးဖြစ်ပါတယ်Gmail ပေါ့ email ကကျွန်တော်တို့အနေနဲ့ဂျပန်မှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့အလုပ်လျှောက်တာပဲဖြစ်ဖြစ်ဘယ် account မှာဆိုလျှောက်ကျွန်တော်တို့ email နဲ့ဆင့်သွားတာဖြစ်တဲ့အတွက် email password ကိုတေချာမှတ်ထားဖို့လိုမယ်ပြီးတော့ email တစ်ခုတည်းကိုရေရှည်သုံးတဲ့အတွက်မီဒီအကြောင်းကိစ္စတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ email ကနေပြန်ရှာလို့ရတာလို့အလုပ်ကိစ္စဆိုလို့ရှိရင်ပြန်ကြည့်လို့ရတာအကြောင်းကိစ္စအကုန်ပြန်ကြည့်ရအဆင်ပြေပါတယ်email password အရင်အရေးကြီးပါတယ်တေချာမှတ်ထားဖို့လိုပါမယ် iTunes account လည်းတေချာ password လေးကိုမမေ့ဖို့ချရေးတာဖြစ်ဖြစ်password 3-4ခုကိုပုံတူပဲဖြစ်ဖြစ်သုံးတာပို့ပြီးအဆင်ပြေပါတယ်မေးရလည်းမလွယ်ပါဘူးအဆင်မပြေရလို့လောက်ကနားမလဲတာရှိလို့ရှိရင်ကျွန်တော် comment မှာဖြစ်ဖြစ်ချပေါင်းအနေဖြစ်ဖြစ်အချိန်မင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ